အမွာရင်သွေးလေးကိုလွှဲထားရပြီဖြစ်ကြောင်းအတည်ပြုလာခဲ့တဲ့ရည်ရည်ပွင့်ဖြူနဲ့စိန်ဖြိုလိုက်ခရိုနီမီသားစုအတိုင်းဝိုင်းဖြစ်တဲ့ရည်ရည်ပွင့်ဖြူနဲ့စိန်ဖြိုတို့ကတော့ဒီနေ့မှပဲပရိသတ်တွေကြားစေခြင်းတဲ့သတင်းကိုတစ်စီတစ်စောင်းပြပြလာခဲ့ပြီဖြစ်ပါတယ်။သူတို့အနေနဲ့ကတော့တယောက်ကိုတယောက်ချစ်နေရရင်ပြီးရောဆိုတဲ့စိတ်နဲ့အလုပ်တွေအများကြီးလုပ်ပြီးတော့ခရီးတွေအများကြီးသွားဖို့ကိုဆုံးဖြတ်ထားခဲ့ပေမဲ့မထင်မှတ်ထားတဲ့သတင်းတစ်ခုနဲ့သူတို့နှစ်ယောက်ကြားမှာကလေးရလာခဲ့တာဖြစ်ပါတယ်။စိန်ဖြိုဆိုတာကခရီးသွားဘလော့တွေကိုရိုက်ကူးပြီးတော့အောင်မြင်မှုတွေကိုဆက်ထိန်နိုင်တယ်လို့နန္ဒာလိုင်းနဲ့လေမောင်နှမအရင်တွေဖြစ်တာကြောင့်တကယ်ကိုမှကြီးကြီးတဲ့ချမ်းသာကြတဲ့ခရိုနီမီသားစုအတိုင်းဝိုင်းကလို့တောင်ပြောရမှာပါသူတို့အားလုံးမမျောလင့်ထားတဲ့ရည်ရည်မှာတော့အမွှာဘူးရင်သွေးလေးပိုင်ဆိုင်ထားရပြီဖြစ်တဲ့အတွက်သူတို့ဇနီးမောင်နဲ့နှစ်ယောက်လုံးတင်မကဦးစီတီဟာကပါဝမ်းသာဂုဏ်ပြုပေးနေရဖြစ်ပါတယ်သူတို့နှစ်ယောက်ရဲ့ကလေးလေးတွေကတော့စိန်ဖြိုးအတိုင်းပဲအတော်လေးချစ်စရာကောင်းနေတော့မှာပဲလို့ဝိုင်းပြီးတော့မှတ်ချက်ပေးနေကြသလိုတသားမီမီလေးတွေအများကြီးထွန်းကားလာဖို့အတွက်ဝိုင်းပြီးတော့ဆူတောင်းပေးနေကြရကြောင်းတကယ်ကမှသတင်းကောင်းတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်ပရိသတ်ကြီးတို့လည်းအမွှာရင်သွေးလေးကိုလွှဲထားရတဲ့ရီတို့ဇနီးမောင်နှံအတွက်ဂုဏ်ပြုစကားလေးတွေပြောပေးသွားကြပါအောင်ရှင်မေပကြီးရဲ့မင်္ဂလာပွဲမှာအခုလိုမတင်မတဲ့ပုံစံနဲ့ပွဲတက်လာတဲ့ညီမျိုးအောင်တို့ဇနီးမောင်နဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တရုတ်ဆောင်မေပကြီးရဲ့မင်္ဂလာပွဲကိုမတင်မတဲ့ပုံစံနဲ့ပွဲတက်လာတာကတော့တရုတ်ဆောင်ညီမျိုးအောင်နဲ့အားပြဲချိန်တို့ဇနီးမောင်နဲ့မှာအားလုံးသိကြတဲ့အတိုင်းပဲအခုချိန်မှာတော့မေပကြီးရဲ့မင်္ဂလာပွဲကကြီးကျယ်ခမ်းနားစွာနဲ့ကျင်းပခဲ့တာပါ။မေပကြီးဟာရွှေသားနှစ်ပိတ်တာတန်ရွှေဟင်းတာဝတ်စုံနဲ့အတူတန်ဖိုးကြီးပရံများတွေနဲ့ကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်ခဲ့ရပါ။မေပကြီးရဲ့မင်္ဂလာပွဲကိုတော့မွန်လူမျိုးတွေရဲ့ဒလိထုံးထမ်းစင်လာအတိုင်းကျင်းပခဲ့တယ်လို့တက်ရောက်တဲ့အနုပညာရှင်တွေကလည်းတန်ဖိုးကြီးလက်ဝဲရတနာတွေဆင်မြန်းလာကြတာကြောင့်မေပကြီးရဲ့မင်္ဂလာပွဲကတော်တော်လေးကိုခံနာပါတယ်။ဒါပေမဲ့လည်းမေပကြီးရဲ့မင်္ဂလာပွဲကိုထူးထူးခြားခြားပုံစံနဲ့တက်လာခဲ့တာကတရုတ်ဆောင်မင်းသားနေမျိုးအောင်နဲ့ဇနီးတဲ့တော်အားပြဲစိန်တို့ဇနီးမောင်နဲ့မှာသူတို့ဇနီးမောင်နဲ့ကတခြားဧည့်သည်အနုပညာရှင်တွေလို့တန်ဖိုးကြီးလက်ဝဲရတနာတွေမပါပဲရိုးရိုးရှင်းရှင်းပုံစံနဲ့တက်ရောက်လာခဲ့ကြတာပါ။တကယ်ဆိုရင်နေမျိုးအောင်တို့ဇနီးမောင်နဲ့ကဟိုတယ်တွေပိုင်တဲ့ထိချမ်းသာကြွယ်ဝပါတယ်။ဒါပေမဲ့မင်္ဂလာပွဲကိုသွားရင်သူတို့သမီးထက်တောက်ပနေအောင်မဝေးရဘူးဆိုတဲ့ယဉ်ကျေးမှုအတိုင်းရိုးရှင်းစွာနဲ့မင်္ဂလာပွဲတက်ခဲ့တာပါ။ဒါအပြင်တရုတ်ဆောင်နေမျိုးရဲ့သားနဲ့ချွေးမကအခုချိန်အဖမ်းခံထားရတာကြောင့်တောက်ပစွာမှုပဲရိုးရှင်းစွာနဲ့မေပကြီးရဲ့မင်္ဂလာပွဲကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်ရှင်။